여러분 안녕하세요. 알롱매 밍라바. 셰 vlog 아니 몇 편에 주소လိုက်ပါတယ်။ဒီနေ့မှာတော့ရှေက2026ပထမဆုံးရက်နဲ့2025နောက်ဆုံးရက်ဒီမှာဘလို့ဘယ်ခီကိုသွားလဲဘလို့ဖြတ်တန်းနေဆိုတာလေးကိုပြောပြမှာဖြစ်ပါတယ်။ရှေကတော့တေကူကနေပြီးတော့ပူဆန်ကိုရထားနေပေါ့နော်တွားခဲ့ပါတယ်။ရထားပေါ်မှာအခု ongoing drama ဖြစ်တဲ့ idol ပေါ့နော်ရှေကလေ idol လေးထိုက်တာဖြစ်တဲ့အတွက်အဲဇက်ကလေးကြည့်နေတွားခဲ့ပါတယ်။အခုK drama ကြိုက်တဲ့လူတွေဆိုရှင်ပေါ့နော်ကြည့်ဖို့ recommend ပေးပါတယ်။ဒါကတော့ပူဆန်နဲ့တေကူကြားလမ်းလေးပေါ့နော်ရှေပူဆန်ကိုရောက်တော့တကယ်ချင်းနေနဲ့အရင်စုံပြီးတော့ဘယ်သွားမလဲပေါ့နော်အစားတော့ဘာ plan မှမချထားဘူးပေါ့နော်အဲတော့တကယ်ချင်းနေနဲ့စုံပြီးတော့ပြောဖြစ်တော့အနီယာရာသီဥတုလည်းအရင်တရတော့ရှေတို့ Hyundai မှာ sunset တော့ကြည့်ဖို့လုပ်လိုက်ပါတယ်ရှေ Hyundai ကိုပေါ့နော်တစ်ခေါက်ရောက်ဖို့အဲ့တော့လည်း sunset အရင်လာတယ်ဒီလိုမျိုးဆောင်ရသည်ပဲပေါ့နော်အဲ့တော့အဲ့နေ့ကလည်းရာသီဥတုတွေတာရတော့ Hyundai သွားကြမယ်ပေါ့နော်အဲ့ဒါနဲ့ Hyundai သွားဖြစ်ခဲ့ပါတယ်Hyundai ပူဆန်ကိုရောက်လို့ sunset လှလှလေးကြည့်ချင်နေဆိုရင် Hyundai ကိုသွားဖို့ recommend ပေးပါတယ်ရှေအိန္ဒိယသွားတော့ဗောနော်ရှေတို့နည်းနည်းလေးနောက်ကျသွားပြီဗောနော်အဲ့တော့နည်းနည်းဝင်စားပြုနေဗောနော်ဒါပေမဲ့ရာသီဥတုကတော့အရန်လှနေသေးရဗောနော်အရန်လေးအေးပါတယ်အကယ်လို့အခုလိုဆောင်းရည်သွားမယ်ဆိုရှင်တော့အင်ကြီးထူထူလေးဝတ်သွားပြီးတော့သွားဖို့လည်းပြောချင်ပါတယ်အိန္ဒိယတော့လူအရန်လည်းမများဗောနော်အရန်လည်းမနေဘူးပုံမှန်နေပဲအရန်လာတယ်ပေါ့နော်အရန် healing ဖြစ်ပါတယ်ပြီးတော့အဲ့နာမှာဇင်ယော်လေးလည်းတွေ့ခဲ့ပေါ့နော်အရန်လာပါတယ်ရှယ်ကတော့ဒီပူဆန်ကsunset ဒီထဲမှာ Hyundai က sunset ကိုအကြိုက်ဆုံးပြောရရတယ်ပေါ့နော်တော်တော်လေးလာပါတယ်ဒါတော့နေရတော်တော်လေးဝင်သွားပြီပေါ့နော်ရှယ်တို့သွားတဲ့ချိန်ပေါ့နော်အမှန်တော့ပုံမှန်ဆိုရင်တော့အဲ့လောက်မမြန်ကွာဆောင်ရသည်လေဖြစ်လာပြီဆိုတော့လေဒါလေးကတော့ coffee လေးပါတေကူမလေးက coffee တောင်းမယ်ပေါ့နော်စဉ်းစားနေကားပေါ့ပေါ်တက်အောင်လို့ဆိုပြီးတော့ဆန်အောင်မတောက်ဖြစ်တယ်ပေါ့နော်ပြီးတော့ရှယ်တို့Hyundai နာကားစီနားမှာပေါ့နော် Korean food လေးစားခဲ့ပါတယ်ပြီးတော့ရှယ်တို့Hyundai ကန်ချီနာကိုပြန်သွားရပေါ့နော်အဲ့နာမှာလာကပါပုံစံနေပါရင်းနဲ့လောက်ထားလေးရှိရလေးတပုံသွားရိုက်တယ်ပေါ့နော်တငယ်ချင်းလေးနဲ့အဲ့နေပြန်တော့တငယ်ချင်းလေးရဲ့ဆွဲလန်းမှုလေးတစ်ခုပေါ့နော်အယုတ်သွားကောက်တယ်ပေါ့နော်အဲ့ဒါပြီးတော့ဖြောင်းနှင်းကြော်မှာရာရှိပေါ့နော်ညစာတော့မဟုတ်ပေါ့နော်ညလေးစားလေးစားခဲ့တယ်ပေါ့နော်အဲ့နေညပေါ့နော်အဲ့ဒါတရားတွေကတော့ Hyundai ရဲ့ sunset လှလှလေးဖြစ်ပါတယ်ကြည့်ပေးကြပါဦးနောက်တစ်ရက်ကျတော့ရှေတို့စောမြောင်းကို shopping နည်းနည်းတွားကြည့်မယ်ပေါ့နော်တွားကြည့်မယ်ဆိုပြီးတွားပဲအရင်ဆုံးတော့ rolling pasta ဆိုတဲ့ဆိုင်မှာတကယ်ချင်းနဲ့ pasta နဲ့ pizza လေးစားခဲ့ပါတယ်အဲဆိုင်ကနေဈေးလေပြောရရင်ဈေးနှုန်းနဲ့အစားအသောက်ပိုရှင်နဲ့အရင်တက်နေပေါ့နော်အဲ့ဒါပြီးတော့ရှေတို့ shopping နည်းနည်းပါထွက်တယ်အဲ့ဒါပြီးတော့အဲဆိုမြောင်းမှာနာမည်ကြီးရဲ့ coffee ဆိုင်နေမှာထိုင်ခဲ့ပါတယ်လာဆုလာမသိအဲဆိုင်နေပေါ့နော်အတန်ထွက်မှာ sorry ပါအဲ့မှာထိုင်ခဲ့ပါတယ်အဲ့မှာရှေတို့ cake နဲ့ coffee နဲ့တောက်တယ်ပေါ့နော်အဲ့ဆိုင်ရဲ့ထူခြားချက်ကဘယ်လိုပြောရမလဲဆိုရင်သူကမြို့ထဲမှာပေါ့နော်ဒါပေမဲ့သူ့ရဲ့ decoration ကအဲ့လိုရီလေးတွေနဲ့ပြီးတော့အရင်လာတယ်ပေါ့နော်ဘယ်လိုလဲမသိအဲ့လိုကဘာနောက်တစ်ခုရောက်သွားတယ်လို့မျိုးခံစားချက်လေးပေါ့နော်ပြီးတော့အဲ့တော့က New Year နဲ့ Christmas ဆိုတော့ Christmas tree အကြီးလည်းရှိရပေါ့နော်ဓာတ်ပုံရိုက်လို့လည်းအရင်လာတယ်အရင်လေးထိုင်လို့ကောင်းတယ်ကဖေးလေးဖြစ်တယ်ပေါ့နော်အဲ့တော့ဆောင်းမြောင်းကိုရောက်တယ်ဆိုလို့ရှိရင်ဒီကဖေးလေးသွားမယ်ဆိုလို့ရှိရင်သွားဖို့ပေါ့နော် recommend ပေးပါတယ်က
ဖေကနေပြီးရနဲ့ရှေကမနေ့ဖြန်နှစ်တစ်ပေါ့နော်နှစ်တစ်မှာရှေဒေကိုလာရတဲ့အကြောင်းရင်းတွေကတစ်ခုပေါ့နော်ရှေအမြဲတမ်းဘူဆန်ဘုံကြီးเจ้าမှာလာပြီးပန်လေးပြင်ပြီးဖြစ်တယ်ပေါ့နော်အဲ့အတွက်ပန်စီသွားပြီးတော့ပန်သွဲပါတယ်ပန်သွဲပြီးတော့မနေ့ဖြန်နှစ်တစ်မှာနှစ်တစ်ဦးတရားပွဲဒီရှိရဖြစ်တဲ့အတွက်ရှေကအမပန်လေးတွေပြင်ပြီးဖြစ်ပါတယ်ဒါတော့ရှေလက်ရလေးပေါ့နော်အားလုံးပဲကြည့်ရှုပြီးတော့ဝေဖန်ပြီးပါပေါ့နော်ပြီးတော့ရှေတို့ညကြတော့အဲ့ပန်းဒီပိုင်းပြင်အလုပ်အားပေးပြီးတော့ညကြတော့2026ခေါင်းတောင်အတွက်ပေါ့နော်ကွမ်လာလီမှာခေါင်းတောင်သွားခဲ့ပါတယ်ပေါ့နော်ခေါင်းတောင်ကလည်းအစားတော့ထင်တာပေါ့နော်လူအရင်များပြီးတော့အရင်ကြက်မယ်လို့ထင်ခဲ့ရပေါ့နော်ဒါပေမဲ့လူအရင်လည်းမများဘူးအေးစစ်စစ်ပဲခေါင်းတောင်နေလောက်ခဲ့ရတယ်ပေါ့နော်ဒါလည်း experience အသစ်ပါအရင်တော့အေးရဲ့ပေါ့နော်ဒါပေမဲ့လည်း experience ဆိုပြီးတော့သွားခဲ့ပါတယ်ပြီးတော့ဒါတွေကတော့2026ပထမဆုံးနှစ်သစ်မှာတရားပွဲမတိုင်ခင်ရှေတို့ကိုကျက်စီထမင်းကျွေးရပေါ့နော်အဲ့မှာပြီးတော့ဖုံဖုံနဲ့နှစ်သစ်ဦးတရားပွဲတရားနာခဲ့ပါတယ်နှစ်သစ်ကတော့တကယ်ကိုအေးချမ်းနဲ့ကောင်းတဲ့အမတ်တရားတွေနဲ့ပဲစတင်နိုင်ခဲ့ပေါ့နော်အရန်ကိုစိတ်ချမ်းသာရပါတယ်ဒါပြီးတော့တငယ်ချင်းတွေနဲ့ coffee တောက်တယ်ပြီးတော့တငယ်ချင်းနဲ့ကြောင်ဂိမ်းလို့ပြောပြပေါ့နော်ကက်လေးနဲ့လေဦးနိုလိုပဲလေးစော်တယ်စော်ပြီးတော့တငယ်ချင်းတွေနဲ့ဟိုလောက်တီလုံးနဲ့လော့တိုထိုးကြသေးရပေါ့နော်ထိုးပြီးတော့ share တော့ဒေကူကိုပြန်ပါတယ်ဒါလေးကတော့ share ရဲ့နှစ်တဲ့ vlog တွေဖြစ်ပါတယ်ပေါ့နော်အားလုံးပဲကြိုက်ကြမယ်လို့မျှော်လင့်ပါတယ်နောက်ကြိုက်နေဘယ်လိုခီးသွားပြီးတော့ဘယ်လို vlog တွေလာစီခြင်းလဲဆိုရင် comment ရေးပြီးခဲ့လို့ရပါတယ်အားလုံးပဲ bye bye see you in the next video